Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာလေးက project management နဲ့တော့အရင်တော့မဆိုင်ဘူးเนาะဒါပေမဲ့ project management မှာဆိုလဲကျွန်တော်တို့ agile လို့ပြောရင်ဒီအခုပြောမယ့် topic လေးကပါတယ်ပေါ့เนาะဘာလဲဆိုတော့ adaptive right ဒါပေမဲ့အခုကတော့ကျွန်တော် project management ဆိုတာတဲ့ဒီလူငယ်တွေရဲ့ career growth နဲ့ပတ်သက်တာတွေเนาะသူတို့ဘဝမှာရှိသွားမယ်ဒီတိုးတက်မဲ့အရာတွေပေါ့เนาะအဲ့ဟာတွေအတွက်လိုအပ်တဲ့ဟာတွေပေါ့နော်အဲ့ဒါပါလဲဆိုတော့ adaptive mindset ပေါ့နော်ကျွန်တော်တို့ဒီဥမာ new challenge တွေ new things တွေเนาะအဲ့လို new environment တွေတွားတဲ့အချိန်ကျရင်ကျွန်တော်တို့ကမြန်မြန်ဆန်ဆန် adapt လုပ်နိုင်ဖို့လိုရပေါ့နော်မြန်မြန်ဆန်ဆန် adapt လုပ်နိုင်မှလည်းကျွန်တော်တို့ကနောက်ကနေပါလိုက်လာလဲဆိုတော့ဒီ improve လုပ်နိုင်တဲ့စိတ်တွေပေါ့နော်ဥမာ improvise လုပ်တာမျိုးတွေလိုက်လာအဲ့တော့ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ကဒီပတ်ဝန်းကျင်အသေးရောက်သွားတယ်အလုပ်အသေးတစ်ခုလုပ်တယ်ကိုမသိရဲ့အရာတစ်ခုကိုမသိရဲ့ challenge တစ်ခုကိုကြုံတယ်အဲ့အချိန်မှာ adapt လုပ်ဖို့ဆိုရင်အရင်ဆုံးဘာလုပ်ဖို့လိုလဲဆိုတော့ကျွန်တော်တို့က accept လုပ်နိုင်ဖို့လိုတယ်ဥပမာဘာလဲဆိုတော့okay ဒီ environment ကိုငါရောက်နေပြီဒီ challenge ကိုငါရင်ဆိုင်ရမယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်တို့က accept လုပ်နိုင်တဲ့ mindset လေးအရင်ရှိဖို့လိုရဲလို့ကျွန်တော်တို့မြင်တယ်အဲ့လိုမျိုး accept လုပ်နိုင်မှဒါကိုကcomfortable ဖြစ်လာပါတော့ comfortable ဖြစ်လာပြီး okay ဒီ new environment ကိုတော့ငါလက်ခံလိုက်ပြီအဲ့ဆိုရင်ဒီ environment မှာငါအဆင်ပြေအောင်ဘယ်လိုမျိုး adapt လုပ်မလဲပြီးရင်ဘယ်လိုမျိုး improvise လုပ်မလဲဆိုတာဖြစ်လာနော်အဲ့တော့ဥမာလူငယ်ဆိုလဲကွာတစ်ခုခုအဲ့လိုအလုပ်အသစ်တစ်ခုကိုပြောင်းလာဖြစ်ဖြစ်ရာထူးအသစ်တစ်ခုကိုပြောင်းလာဖြစ်ဖြစ် environment တစ်ခုနေရာတစ်ခုကိုပြောင်းလာဖြစ်ဖြစ်အရင်ဆုံး adapt လုပ်နိုင်မှုဆိုရင်ဘာလုပ်ဖို့လိုလဲဆိုတော့ကိုရကြုံလိုက်ရပြီဆိုတဲ့အရာတစ်ခုကို accept လုပ်နိုင်မှုလိုပဲနော်အဲ့မှာဆိုတချို့ကြဘယ်လိုဖြစ်လဲဆိုတော့ကွာဒီလားဒီ challenge အသစ်တစ်ခု environment တစ်ခုကိုရောက်တဲ့အချိန်ကျရင် resistant ဖြစ်တယ်လက်မခံကြဘူးတဲ့မှာငါကြမှာဒီလိုဖြေရလေခြင်းတို့တဲ့မှာငါကြမှာဒါကြီးရရှိရလေခြင်းတို့အဲ့လိုမျိုးကွာအဲ့လိုလက်မခံနိုင်မနဲ့ resist ဖြစ်ကြဘာဖြစ်လာလဲဆိုတော့ကိုယ့်ရဲ့ဒီစိတ်ကို block လုပ်လိုက်ပြီးတော့ adapt လုပ်နိုင်တဲ့ဟာမရှိတော့အဲ့လို accept မလုပ်နိုင်တဲ့အတွက် adapt လည်းမလုပ်နိုင်တော့ဘူး improvise လည်းမလုပ်နိုင်တော့အဲ့လိုဖြစ်လာပါတော့ဒါအခုမြင်တဲ့ဟာပါနော်အဲ့တော့တနည်းအားဖြင့်ပြောလိုက်အရင်ဆုံး accept လုပ်နိုင်မှုလိုတယ်နော်ပြီးရင်အဲ့လိုဆောင်းနာပြောရဲ့ဟာလေးကိုတစ်ချက်ပြန်ပြောမယ်ဆိုရင်ငါးချက်မှဖြစ်ရလေခြင်းဆိုတာဘယ်သူမှမရှိလူတိုင်းမှာကိုအရာနဲ့ကိုလူတိုင်းမှာကိုလုံးဝမဲ့အပြောင်းလဲတွေကိုကြောမဲ့အသက်တွေလူတိုင်းဟာအဲ့လိုအသက်တွေကြုံနေရကွာလူတိုင်းဟာအပြောင်းလဲကြုံနေရ accept လုပ်နိုင်တဲ့လူနဲ့ accept မလုပ်ဘဲနဲ့အဲ့လိုမျိုး block လုပ်ထားရလူပေါ့နော် resistant ထားရလူနဲ့ပဲကွာသွားတာနော်အဲ့တော့အရင်ဆုံး accept လုပ်နိုင်ဖို့လိုတယ်ဘယ်လိုပြောမလဲဒီတစ်ခါလေကြာရင်အခက်ခဲလေးတွေကတက်လေးကွာဒီအဲ့လိုကိုကြုံရမယ့် challenge အသစ်တွေပါဆိုတာဘာမှမဟုတ်အသစ်လေးအသေးလေးပေါ့နော်ဒါမဲ့ဘယ်လိုဖြစ်လဲဆိုတော့ကိုယ့်ရဲ့စိတ်ကကိုယ့်အကိုခက်ခဲအောင်လုပ်နေတယ်ဒါမှဒီ challenge အသစ်ကြီးကအရင်ခက်ခဲဆိုတာမျိုးဘာလဲဆိုတော့ကိုယ့်ရဲ့စိတ်ကကိုယ့်အကိုလုပ်နေတယ်ဒါမှကိုယ့်ရဲ့လက်မခံနိုင်တဲ့စိတ်တွေပေါ့နော်အဲ့ဟာနေကိုယ့်အကိုလုပ်နေအဲ့တော့အကြံပေးချင်တာတော့ဥမာ career growth ပဲဖြစ်ဖြစ်เนาะဒီ challenge အသစ်တွေလောက်တာဖြစ်ဖြစ် environment အသစ်တစ်ခုကိုသွားတာပဲဖြစ်ဖြစ်adapt လုပ်နိုင်မှုဆိုရင်အရင်ဆုံး accept လုပ်ဖို့လိုတယ်ဖြစ်နေတဲ့ current situation ကို accept လုပ်ပါပြီးရင် ID ကို accept ဖြစ်သွားပြီဆိုရင်တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့စိတ်ကတွေးတက်လာပါဟောဒီနေရာမှာငါ adapt ဖြစ်အောင်ငါဘယ်လိုလုပ်လို့ရလဲနော်အဲ့ဒီ adapt ဖြစ်တဲ့ဟာမှာဘယ်ကိုရောက်သွားလဲဆိုရင်အဲ့လိုimprove ဖြစ်အောင်ဘယ်လိုလုပ်မလဲ improvise ဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတာလေးဖြစ်လာနိုင်တယ်လို့မြင်တယ်ပေါ့နော်ဒီနေ့ကတော့အဲ့ဒါလေးပါကိုက motivation speaker လည်းမဟုတ်ပါเนาะအဲ့တော့ motivation ပေးတာမျိုးလည်းမဟုတ်ဘူး just အမှန်တရားကိုပြောပြပါเนาะအဲ့တော့ reality ကဒီလိုတွေရှိရဲအဲ့တော့အဲ့ဟာကိုလက်ခံနိုင်မှုလိုရပါเนาะအဲ့ဒါလေးကိုပြောပြချင်တာကျေးဇူးပါ